စနိုက်ပါ2ယောက်ရဲ့အားပြိုင်မှုဝါရင်စစ်သားကြီးဟာသူ့ရဲ့တန်ဦးထုတ်ကိုဖြည်းဖြည်းချင်းမြင့်တင်လိုက်ပြီးတစ်ဖက်ကစနိုက်ပါသမားပစ်ခတ်လာအောင်မြှုပ်ဆွဲလိုက်ပါတယ်ဒါပေမဲ့ဂျာမန်စနိုက်ပါကတော့ဒီထောင်ချောက်ကိုချက်ချင်းရိပ်မိသွားပြီးဝါရင်စစ်သားကြီးပြန်ဆုတ်မဲ့လမ်းကြောင်းဘက်ကိုပြောင်းလဲချိန်ရွယ်လိုက်ပါတယ်ဝါရင်စစ်သားကြီးဟာအခြေအနေကိုနာရီဝက်နီးပါးစောင့်ကြည့်ခဲ့ပေမဲ့ဂျာမန်စနိုက်ပါကတော့လုံးဝပစ်ခတ်ခြင်းမရှိပါဘူးနောက်ဆုံးမှာတော့ဘာစီလီတို့အဖွဲ့ဟာနေရာပြောင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်ရှေ့ကနေခုံထွက်လိုက်တဲ့ဝါရင်စစ်သားကြီးဟာဦးကောင်းကိုကြည်စံထိမှန်ပြီးကြာဆုံးသွားခဲ့ရပါတယ်နောက်ကနေကလိုက်လာတဲ့ဘာစီလီကတော့တေကန်မကောက်ပဲတီတီလေးလွတ်မြောက်ခဲ့ပါတယ်လဲကျသွားတဲ့စစ်သားကြီးကိုကြည်ရင်ဘာစီလီဟာပထမဆုံးအကြိမ်ဖြစ်ကြောက်စိတ်ဝင်လာခဲ့ပါတယ်ရန်သူရဲ့လက်ဖြောင်စွမ်းရည်ဟာမြန်ဆန်ပြီးတိကျလုံးလာတယ်လို့ရက်ဆက်လုံးတာကြောင့်သူဟာရှင်းနိုင်မှာမဟုတ်ဘူးလို့ခန်းစားလိုက်ရပါတယ်စခန်းကိုပြန်ရောက်တဲ့အခါဘာစီလီဟာစစ်ပြအားငယ်နေခဲ့ပေမဲ့ဆိုဗီယက်ယာရှိကတော့ဂျာမန်စနိုက်ပါရဲ့အနားမှာသူ့ရှိုတယောက်ထည့်ထားပြီးပြီလို့ပြောပြလိုက်ပါတယ်အဲ့ဒီအချိန်ကစပြီးရန်သူရဲ့လှုပ်ရှားမှုတိုင်းကိုသူတို့သိနေရတော့မှာပါမကြခင်မှာပဲဂျာမန်စနိုက်ပါဟာစွန့်ပစ်ထားတဲ့စက်ရုံဟောင်းတစ်ခုမှာဆိုဗီယက်ယာရှိတယောက်ကိုချောင်းမြောင်းပစ်ခတ်တော့မယ်ဆိုတဲ့သတင်းကိုရရှိခဲ့ပါတယ်ဘာစီလီဟာဒါကိုအခွင့်ကောင်းလို့ယူဆပြီးသူ့ရဲ့လက်ထောက်နဲ့အတူအဲ့ဒီနေရာကိုချက်ချင်းသွားခဲ့ပါတယ်အနောက်ဘက်ကနေချောင်းမြောင်းတိုက်ခိုက်နိုင်ရင်ကြာဆုံးသွားတဲ့စစ်သားကြီးအတွက်လက်စားချေနိုင်မှာဖြစ်ပါတယ်သူတို့နှစ်ယောက်ဟာပိုက်လိုင်းဟောင်းတစ်ခုတည်းကိုတိုးဝင်သွားခဲ့ပေမဲ့ပိုက်ခေါင်းကကျင်းလုံးတာကြောင့်လှုပ်ရှားလိုက်တိုင်းထွက်လာတဲ့အတန်တွေနဲ့ဖုံးမှုတွေဟာရန်သူစီကိုသတင်းပေးတယ်လို့ဖြစ်သွားခဲ့ပါတယ်ဂျာမန်စနိုက်ပါဟာတခုခုမှနေပြီဆိုတာတိလိုက်တာနဲ့နေရာကိုချက်ချင်းပြောင်းလိုက်ပြီးပိုက်လိုင်းဝါကိုချောင်းကြည့်နေပါတယ်ဘာစီလီကပိုက်ထဲကနေထွက်လာတဲ့အချိန်မှာပဲသူ့ရဲ့လက်ထောက်ဟာကြီးစံထိမှန်သွားတယ်လို့ဘာစီလီရဲ့စနိုက်ပါတိုင်ဖဲလဲအပြစ်ခံလိုက်ရပါတယ်ဘာစီလီဟာမိဖို့ကြီးတစ်ခုရဲ့နောက်ွယ်မှာပုံနေရင်မလုပ်ရဲပဲဖြစ်နေခဲ့ပါတယ်သူဟာလက်ထောက်ကိုစခန်းကိုပြန်ပြီးစစ်ကူတောင်းခိုင်းလိုက်ပါတယ်ပြီးနောက်ကျိုးတစ်ချောင်းကိုတားငယ်လေးမှာချီပြီးအဝေးကသူ့ရဲ့ရန်ဖဲကိုပြန်ဆွဲယူဖို့စူးစမ်းခဲ့ပါဘဲအချိန်ချင်းစူးစမ်းပြီးနောက်မှာတော့တင်းနက်ကိုချိတ်မိသွားပြီးဖြည်းဖြည်းချင်းပြန်ဆွဲယူနေတော့မှပဲဂျာမန်စနိုက်ပါကကျိုးကိုဖျက်ပစ်လိုက်ပါတယ်ဘာစီလီအားကိုးရမဲ့နေတဲ့အချိန်မှာပဲဂျာမန်တွေဘက်ကအမြောက်နဲ့ထပ်မံပစ်ခတ်လိုက်တာကြောင့်စက်ရုံကမန်တွေအားလုံးကွဲအပ်သွားပါတယ်အဲ့ဒီမန်ဆက်တွေကတဆင့်ဂျာမန်စနိုက်ပါဟာဘာစီလီရဲ့လှုပ်ရှားမှုတိုင်းကိုမြင်နေရပါပြီနှစ်ဖက်စလုံးအကျိတ်နဲ့ဖြစ်နေတော့မှပဲဆိုဗီယက်စစ်ကူတွေရောက်လာပါတယ်ရောက်လာတဲ့အမျိုးသမီးစနိုက်ပါလေးကိုကြည့်ပြီးဘာစီလီကသူမဟာဂျာမန်တွေကိုရှင်းနိုင်မှာမဟုတ်ဘူးလို့သိလိုက်ပါတယ်လွတ်မြောက်ဖို့အတွက်တခုတည်းသောနေလန်းကတော့ညံသုံးဖို့ပါပဲဘာစီလီဟာသူမကိုမှန်တစ်ချက်သွားယူခိုင်းလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အချက်ပေးတဲ့နဲ့အတူမှန်ကိုအသုံးပြုပြီးဂျာမန်စနိုက်ပါရဲ့မျက်လုံးထဲကိုအလင်းပြန်အောင်လုပ်လိုက်ပါတယ်အဲ့ဒီအခွင့်အရေးကိုသုံးပြီးဘာစီလီဟာစနိုက်ပါတိုင်ဖဲကိုလမ်းယူကဂျာမန်စနိုက်ပါရဲ့ဘက်ဘက်လက်ကိုချက်ချင်းပစ်ခတ်လိုက်ပါတယ်ဒီပစ်ချက်ကရန်သူကိုမသေးစေခဲ့ရမဲ့ဘာစီလီအတွက်တော့ယုံကြည်မှုတွေပြန်ရလာစေပါတယ်မကြခင်မှာပဲနောက်ထပ်သတင်းတစ်ခုထပ်ရလာပါတယ်ဂျာမန်စနိုက်ပါဟာစစ်စင်ရေးတွေသွားတဲ့အခါစက်ရုံတစ်ခုနားကနေနေတိုင်းဖြတ်သွားလေးရှိတယ်လို့သိလိုက်ရပါတယ်ဘာစီလီဟာဒါကိုအပိုင်းခွင့်ရေးလို့သိလိုက်တာကြောင့်အသွင်ယူပြီးအလောင်းပုံတွေကြားမှာဝတ်နေရင်ဂျာမန်စနိုက်ပါရောက်လာမဲ့အချိန်ကိုတိတ်တဆိတ်စောင့်ဆိုင်နေပါတော့တယ်